ဆရာရှိမှာစီရင်လာအဲ့တဲ့သူတွေထဲမှာပေါ့နော်ထိုင်လို့မလေးလို့စင်ကာပူတို့ကပေါ့နော်နိုင်ငံခြားကသူတွေတော်တော်များများပါတယ်တော်တော်များများပေါ့နော်ဆရာအောင်လာပြီးတော့မင်းနဲ့ဆရာကြီးတဲ့ကျွန်တော်တို့ကျမတို့ကထိုင်လို့မလေးလို့စင်ကာပူတို့ပေါ့နော်နိုင်ငံခြားကဟိုလို့တဲ့ဘိုင်ဘာအပ်ကအဆင်မပြေဘူးတဲ့ဆိုပြီးတော့ပြောထားကြတယ်ပေါ့နော်အဲ့ဒါကြောင့်ဆရာကိုပိုင်သုံးတဲ့ဒီထိုင်ဖုန်းနံပါတ်နဲ့ဆရာဘိုင်ဘာဖွင့်ထားတယ်ပေါ့နော်ဘိုင်ဘာကောက်လျှောက်ထားတယ်ဆရာရဲ့ကိုပိုင်နံပါတ်နဲ့ပေါ့နော်63လုံး1ခွန်လေး64200ဆိုတာအရှိရတော့အပေါင်းခံတာပေါ့နော်63လုံး1ခွန်လေး64200ဆိုရဲဆရာရဲ့ထိုင်ကက်နဲ့ဘိုင်ဘာဖွင့်ထားတယ်အဲ့ဒီကက်မှာလာပြီးတော့အလုပ်ကြောင်းဆွေးနွေးခြင်းနဲ့ဆရာရဲ့မိတ်ဆွေခုနှစ်သားသမီးတွေအားလုံးကလာပြီးတော့ပြောလို့ရတယ်ဆရာတို့ဒီမြန်မာနိုင်ငံအတွင်းကဆိုလို့ရှိရင်ဆရာရဲ့အကောင့်မှာတင်ထားတယ်ပေါ့နော်အကောင့်မှာတင်ထားတဲ့ကက်မှာလာပြီးတော့ပြောလို့ရတယ်နိုင်ငံခြားကဆိုလို့ရှိရင်ဒါဆရာအခုပြောတဲ့ကက်ကိုပေါ့နော်အခုဒီဗီဒီယိုမှာဆရာတင်ပေးထားတယ်ပေါ့နော်အဲ့ဒီကက်ကိုလာပြီးတော့အလုပ်ကြောင်းဆွေးနွေးတိုင်ပင်လို့ရတယ်ပေါ့ဘာဖြစ်ပြည်တွင်းကပဲဖြစ်ပြည်ပကပဲဖြစ်ဖြစ်ပေါ့နော်မြန်မာနိုင်ငံကပဲဖြစ်ထိုင်းပဲဖြစ်မလေးပဲဖြစ်ဖြစ်စင်ကာပူပဲဖြစ်ဖြစ်ပေါ့နော်ဆရာရှိမှာအစီရင်အပ်တယ်ဆိုရင်ဆရာတို့ကတော့အာမခံချက်အပြည့်နဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝနဲ့ဆောင်ရွက်ပေးပါတယ်เนาะအခုဒီဖုန်းနံပါတ်ကလေးကိုဆရာပြောပေးတယ်ဆိုတာကလည်းတော်တော်များများပေါ့နော်ဆရာကိုလာပြီးတော့ပြောကြလို့သူတို့ကနိုင်ငံခြားဆိုတော့ဆရာဖုန်းကိုလာပြီးဆက်သွယ်ရတာအဆင်မပြေဘူးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လဲဆိုလို့ဒါဆရာဒီထိုင်းဖုန်းနံပါတ်ကလေးနဲ့ပေါ့နော်ဆရာရဲ့ကိုယ်ပိုင်ကက်ကလေးနဲ့ဘိုင်ဘာလျှောက်ထားတာကိုလာပြီးတော့ပြောပြပေးတာပေါ့အလုံးစုံဆွေးနွေးတိုင်ပင်နေတဲ့ဆရာရဲ့မိတ်ဆွေခုနှစ်သားသမီးတွေအဲ့ဒီကပ်မှာပေါ့